ကိုစိတ်ကိုအရင်ချင်းနောက်နားလည်သွားတယ်စိတ်ရဲ့သဘောတဘာပါစိတ်ဖြစ်လက်တဲ့နဲ့ဒီအပြင်ကစကားတွေလှုပ်ရှားမှုတွေဘုသူကနားလည်သွားတယ်ဒီအတွင်းနဲ့အပြင်နားလည်သွားလဲသွားတော့သူများလှမ်းကြည့်လိုက်တယ်ချေချင်းသိကော်ဖီလေးတောက်ပေါင်းတော့ဘာလို့စေနာပေါ်လို့မုံနေအများကြီးပြင်နေတော့မုံများတာမဟုတ်ပါများနေစေနာများနေမဟုတ်ဆရာတော်ကြီးရဲ့တရားတွေဖတ်တော့ဆရာတော်ကြီးကရှူခြင်းနဲ့စိတ်ရှိတ်ခြင်းနဲ့စိတ်ကရှူကြည့်တယ်တဲ့ဒီရှူတာပဲတွေ့စိတ်မတွေ့ထုတ်ကြည့်လေထုတ်ခြင်းနဲ့စိတ်မတွေ့ထုတ်တဲ့ဒီရှူလိုတိုင်းပဲတွေ့တယ်နောက်ကြမှာလေအကြောင်းကိုသိသိတဲ့ညက်ရှူလိုက်တယ်ဆိုရရှူခြင်းနဲ့စိတ်ဆိုတာစိတ်ကြီးမတွေ့ရဘူးကွာကော်ဖီလေးတောက်ပေါင်းဆိုတာဒီစေနာကြီးဘယ်လိုလုပ်ပြင်ဒါပေမဲ့ကော်ဖီလေးတောက်ပေါင်းလို့တိုက်တယ်ဘာပေါ်နေလို့သူအဲ့ဘက်ကိုပြန်ကြည့်တယ်သူညံနဲ့လူသွားတာနောက်ကြမှာဒီစိတ်ဘက်တွေသိသိတဲ့မှာဒါတွေသဘောပေါက်တယ်ဒါမှမဟုတ်ဒီစိတ်ဘက်ကကျွန်တော်သွားကိုသွားမှာဒါမှမဟုတ်ကျွန်တော်ကဒီစေနာကိုကောက်တင်ရစိတ်ဘက်ကိုကျွန်တော်ကြည့်တတ်အောင်ကော်ဖီလေးတောက်ပေါင်းတဲ့စေနာပေါ်လို့သိတယ်ဗျာရှူလိုက်တယ်ဆိုတော့ဗာသိတယ်ရှူခြင်းနဲ့စိတ်ကိုညံရောက်သူကညံကထက်သွားတာကတော့ညံထက်တယ်ဆိုတာသူကတခါတည်းနောက်ွယ်ဟာကိုမြင်ပြီးသားဖြစ်ကံလဲကောင်းပါစေဉာဏ်လဲကောင်းပါစေ